ဒါဂုံခယူလေးဒါကြတော့ကနစုခယူလေးဒါကနစုခယူအခုံပေါ့နော်အခုံကဒီလိုပုံမျိုးလေးဒါဆိုဟင်းအိုမချကြီးစီရရွက်ကိုထည့်ပါမယ်ပြီးရင်ငရုတ်ကောင်းပုံလေးထည့်ပါမယ်အနက်လေးမွေးပြီးစားချင်ရကောင်းရဲ့ဒါဂုံခယူရဲ့ကနစုခယူရှာဟင်းလေးပါစားချင်စရာโอโซคลิกกูอ่ะเด้อารมณ์มีလာပါရှင်ဒီနေ့ပါချက်စားကြလဲနားမွာတော့မစားတာကြာပြီဖြစ်တဲ့နားမွအရင်ကြိုက်တဲ့ခရုဟင်းနှမျိုးနဲ့ထမင်းစားပြမှာဖြစ်ပါတယ်ပြီးတော့ဒီဘယ်ဒီစင်းတို့စရာလဲဆက်ဆက်လေးနဲ့ပေါ့နော်အဲဆိုနားမွာဘယ်ခရုကိုဘယ်လိုမျိုးချက်လဲဆိုတာကိုအရင်လိုက်ကြည့်ကြမယ်နော်ဒါတော့ဂုံခယူနဲ့ကနစုခယူတွေနော်အခုဒီဂုံခယူနဲ့ကနစုခယူတွေကိုဒါဒီဆေးပြီးတော့ပြုတ်ပါမယ်ဒီခယူတွေဆိုရင်နားမွအရင်ကြိုက်တာအခုဒါဒီခီတွေကနမ်းမူရဲ့ဒါတော့ထက်အကိုဝမ်းလေးတို့ကနမ်းမူရောယူလိုက်ပြေးတာပေါ့နော်အခုဒါကိုခရုကိုရေဆေးပြီးတော့ဒါရေမထည့်ပဲနဲ့ဒီတိုင်းပြုတ်ပါမယ်ဒါရေမထည့်ပဲပြုတ်တာပေါ့နော်အဲ့ဒါမှခရုကအခွန်ခွာတာခုဆိုရင်ခရုပြုတ်ကရပါပြီဒီခရီးတွေကအရန်ကိုစားချင်ကြကောင်းတဲ့ခရီးတွေပါအခုဆိုရင်ခရီးပြုတ်ကရပါပြီဒါအေးခံပြီးတော့ရေနဲ့ပေါ့နော်ရေနဲ့ပြန်စင်ပြီးတော့ပေါ့နော်ဒါဂုံခရီးလေးဒါကြတော့ကနစုခရီးလေးဒါကနစုခရီးအခုံပေါ့နော်အခုံကဒီလိုပုံမျိုးလေးခုဆိုရင်အခုံခရီးကအကုန်ခွာလို့ပြီးပါပြီဒါချက်ဖို့အတွက်စားအရသာရဲ့စနည်းရဲ့နေပါမယ်ဒီချမ်းနဲ့ဆက်အောင်နေပြီးတော့ခဏထားပါမယ်ဒါခီးချက်ဖို့အတွက်ဥတည်ပါမယ်ဒါငရုတ်ဒီရဲ့ကြက်သွန်ထောင်းထားတာကိုစီတက်ပါမယ်ဒါငရုတ်ဒီအရင်စီတက်ပါမယ်ဒါငရုတ်ဒီစီတက်တာကြက်ပြီဆိုတော့ဒါခီးကိုထည့်ပါမယ်ခုနနေထားတဲ့ခရီးတွေနဲ့ထည့်ပြီးတော့ပြန်လုံးပါမယ်ဒီရင်တော့အကုန်ကြက်ပြီးဆိုရင်ရေနည်းနည်းလေးပဲထည့်မယ်ထည့်ပြီးတော့ခဏအုပ်ထားပါမယ်ခုဆိုရင်ခရီးကရပါပြီဒါရေလေး